အားလုံးမင်္ဂလာပါကျွန်တော်ဒီစာအုပ်ကိုဆက်ဖတ်ပြပေးသွားပါမယ်တန်းကြွယ်တထေးများထားရှိတဲ့စိတ်နေစိတ်ထားစဉ်းစားပုံစဉ်းစားနည်းရဲ့အလျှို့ဝှက်ချက်များစာရေးစရာကတော့ T. Harv Eker ဖြစ်ပါတယ်ချမ်းသာခြင်းနဲ့ဆိုရင်တော့ချမ်းသာတဲ့သူတွေတွေးသလိုလိုက်တွေးပါကျွန်တော်တို့စာမျက်နှာ7ကိုရောက်ပြီလို့မှတ်ပါတယ်အဲ့တော့ World Principle 2ကြီးပွားရေးဥပဒေတနှစ်အသီးကောင်းမွန်စွာသီးစေခြင်းရင်အသီးမသီးခင်ကနေအပင်ကိုကောင်းမွန်စွာအရင်ပြုစုပြိုးထောင်ပါမမြင်နိုင်သေးတဲ့ရလဒ်ကောင်းတွေကိုလိုချင်ရင်မြင်နေရတဲ့အရာတွေကိုအရင်ပြောင်းလဲပြုပြင်ဖို့လိုပါတယ်ကျွန်တော်တို့လူသားတွေဟာသဘာဝတရားရဲ့အတွင်းထဲမှာနေကြရတာပါသဘာဝတရားကိုလွန်ဆန်လို့မရပါဘူးသဘာဝတရားနဲ့ချိန်ညှိပြီးကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုပြုပြင်နိုင်ရင်ကျွန်တော်တို့ရဲ့ဘဝတွေတာယာမယ်မပြုပြင်နိုင်ရင်တော့ဘဝခက်ခဲကြမ်းတမ်းပါလိမ့်မယ်သက်ကိုင်းပေါ်မှာတီးနစ်နေပြီးသားအသီးကိုပိုကောင်းအောင်လုပ်လို့မရပါဘူးဒါပေမဲ့လည်းမတီးသေးတဲ့အသီးတွေအတွက်တော့တစ်ခုခုလုပ်လို့ရပါတယ်အပင်ချေရင်းကိုပြန်လဲတူးဆွပြီးအပင်ရဲ့အမြစ်တွေရှင်သန်အားကောင်းလာအောင်ပြုလုပ်ပေးလို့ရပါတယ်ဥပမာခမရကွန်ပျူတာနဲ့စာရိုက်ပြီးစာရွက်ကို print ထုတ်လိုက်တယ်ဆိုတော့ printer ရဲ့စာရွက်ထွက်လာတော့စာလုံးပေါင်းအမားကိုသွားတွေ့တယ်စာရွက်ပေါ်မှာပဲစာလုံးပေါင်းအမားကိုခဲဖြတ်နဲ့ဖြတ်ပြီး print ထပ်ထုတ်ကြည့်ပါအဲ့လိုဆိုရင်တော့ရိုက်မှားထားတဲ့စာလုံးပေါင်းအမှားအတိုင်းပဲထွက်လာမှာဖြစ်ပါတယ်ပြဿနာကဘာလဲဆိုတော့ကျွန်တော်ပြောခဲ့ဘူးတဲ့ပြင်ပဥပဒေသားနဲ့တူတဲ့ print ထုတ်ပြီးသားစာရွက်ပေါ်မှာပဲစာလုံးအမှားကိုသွားပြင်လို့မရပါဘူးအတွင်းဥပဒေသားလို့ပြောခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့အတွင်းစိတ်နဲ့တူတဲ့ computer program ထဲဝင်ပြင်ရိုက်ပြီးမှထပ် print လိုက်ပါစာလုံးအမှန်နဲ့ထွက်လာမှာဖြစ်ပါတယ်ကြီးပွားရေးဥပဒေသား3 Wealth Principle 3ငွေကြေးချမ်းသာမှုဟာစ조사မှုရဲ့ရလဒ်ကျန်းမာခြင်းကလည်းစ조사မှုရဲ့ရလဒ်ကျန်းမာရေးချို့တဲ့ရခြင်းကလည်းပြုထားသမျှရဲ့ရလဒ်ခန္ဓာကိုယ်လေးချိန်ကလည်းကိုယ်တိုင်ရဲ့အမှုအကျင့်ကရတဲ့ရလဒ်ကျွန်တော်တို့ဟာအကြောင်းနဲ့အကျိုးတရားဆက်ဆက်နေတဲ့လောကကြီးမှာအသက်ရှင်နေကြတယ်ဆိုတာကိုသတိချက်ဖို့လိုပါတယ်ငွေကြေးအလုံအလောက်မရှိခြင်းဟာဘယ်သောအခါမှခက်ခဲမှုပြဿနာလုံးဝမဟုတ်ရပါဘူးငွေကြေးလုံလောက်မှုမရှိခြင်းဟာအတွင်းဥပဒေသားနဲ့ပတ်သက်ပြီးခမားဘလို့တွေးခေါ်စဉ်းစားတယ်ဆိုတဲ့အကြောင်းတရားရဲ့အကျိုးမျှတာဖြစ်ပါတယ်မြင်နေရတဲ့ဥပဒေသားတွေနဲ့ပတ်သက်ပြီးအဆင်ပြေမနေဘူးဆိုရင်မမြင်ရတဲ့ခမားရဲ့အတွင်းဥပဒေသားတွေကိုယ်၌ကအဆင်မပြေနေလို့ပါပဲအဲ့ဒီထက်ရိုးရှင်းတာဘာမှမရှိတော့ပါဘူးအဲ့တော့ကိုသတိပေးပါမမြင်နိုင်တဲ့ငါရဲ့အတွင်းဥပဒေသားတွေကမြင်နေရတဲ့လက်ရှိပြင်ပဘဝကိုဖန်တီးပေးတယ်ပြီးတော့ကိုကြီးညာမောင်းခတ်ပါငါဟာမီလီယံနာတန်းကြွယ်တထေးဖြစ်လာရမယ့်သူဖြစ်တယ်ငွေကြေးဆိုင်ရာလမ်းပြမြေပုံဆိုတာဘာလဲပြီးတော့အဲ့ဒီမြေပုံကိုဘယ်လိုဆွဲထားတာလဲကြည့်အောင်တထေးကြီး Trump ရဲ့ပုံကလည်းပေါ်လာတယ်နော်အဲ့ဒီမြေပုံကိုအိမ်နဲ့နှိုင်းရှင်ပြီးကြည့်မယ်ဆိုရင်အိမ်ကိုမဆောက်လုပ်သေးခင်ဆောက်လုပ်မဲ့အိမ်ရဲ့အသေးစိတ်ဒီဇိုင်းပုံစံဖြစ်ပါတယ်အဲ့လိုပါပဲခမရဲ့ငွေကြေးဆိုင်ရာလမ်းပြမြေပုံဆိုတာလည်း
ငွေကြေးနဲ့ပတ်သက်ပြီးခမားရဲ့အသေးစိတ်စီမံချက်နီလန်းတွေဖြစ်ပါတယ် T F A equals R ဖြစ်ပါတယ်အဲ့ဒီ T thoughts ဆိုတဲ့အတွေးကနေခံစားချက်ဖြစ်ပေါ်လာပါတယ်အဲ့ဒီ F feeling ဆိုတဲ့ခံစားချက်မှာအခြေခံပြီးတော့မှခမားရဲ့လက်တွေ့လှုပ်ဆောင်မှု A ဆိုတဲ့ actions တွေကိုပြုလုပ်ပါတယ်အဲ့ဒီလက်တွေ့လှုပ်ဆောင်မှု actions တွေကနေပဲခမားအတွက် R ဆိုတဲ့ results ရလဒ်တွေထွက်ပေါ်လာရတာဖြစ်ပါတယ်ခမားရဲ့ငွေကြေးဆိုင်ရာလမ်းပြမြေပုံဆိုတာခမားရဲ့အတွေ့စိတ်ခံစားချက်နဲ့လက်တွေ့လှုပ်ဆောင်မှုတွေကိုပေါင်းစပ်ပြီးရေးဆွဲထားတာဖြစ်ပါတယ်အဲ့တော့ခမားရဲ့ငွေကြေးဆိုင်ရာလမ်းပြမြေပုံကဘလို့ဖြစ်ပေါ်လာရတာလဲအဖြေကရှင်းပါတယ်ခမားရဲ့ငွေကြေးလမ်းပြမြေပုံဟာခမားရဲ့အတိတ်မှာအထူးသဖြင့်တော့ခမားကလေးဘဝကလေးကရရှိခဲ့တဲ့အချက်အလက်တွေသို့မဟုတ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေပေါ်မှာအဓိကမူတည်ပြီးဖြစ်ပေါ်လာတာပါအဲ့ဒီအချက်အလက်အကြောင်းအရာတွေကိုအဓိကအဖြစ်ဘသူတွေစီကခမားရခဲ့တာလဲလူအများပိုင်းအတွက်တော့မိဘညီကိုမောင်နှမတွေတငယ်ချင်းတွေထင်ပေါ်ကျော်ကြားသူတွေဆရာဆရာမတွေဘာသာရေးခေါင်းဆောင်တွေသတင်းမီဒီယာတွေခမားနဲ့ပတ်သက်တဲ့ထုံးတမ်းစင်လာရိုးရာစသည်ဖြင့်အခြားအချက်လက်တွေကနေရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒါဆိုရင်ထုံးတမ်းစင်လာရိုးရာဆိုတာကိုတစ်ချက်ကြည့်ကြည့်ရအောင်ဒီမတူညီတဲ့ထုံးတမ်းစင်လာရိုးရာတွေဆိုတာငွေကြေးနဲ့ပတ်သက်ပြီးတစ်ခုနဲ့တစ်ခုကင်တွယ်ဖြည့်ရှင်းပုံကလည်းမတူကြပါဘူးရင်သွေးငယ်လေးကမိခင်ဝမ်းနဲ့ကထွက်လာကြတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အသည့်အမြင်တွေရရှိပြီးမွေးလာတာလားဒါမှမဟုတ်ငွေကြေးကင်တွယ်ဖြည့်ရှင်းပုံကိုတဖြည်းဖြည်းချင်းလေ့လာသင်ယူရရှိခဲ့တာလားမှန်ပါတယ်ကလေးငယ်တိုင်းကငွေကြေးနဲ့ပတ်သက်ပြီးဘလို့တွေးရမယ်ဘလို့ကင်တွယ်ဖြည့်ရှင်းရမယ်ဆိုတာကိုတဖြည်းဖြည်းသင်ယူရရှိခဲ့ကြတာပါခမားလဲကျွန်တော်လဲလူတိုင်းအတွက်လဲအဲ့ဒီလိုပါပဲငွေကြေးပိုက်ဆံကိုဘလို့ကင်တွယ်ရမယ်ဆိုတာကိုသင်ယူရရှိခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီသင်ကြားရယူမှုတွေရပြီးအဲ့ဒီသင်ကြားရယူမှုတွေကနေပြီးခမားရဲ့တွေးခေါ်ပုံလှုပ်ဆောင်ပုံတွေဖြစ်ပေါ်လာရတာပါခမားရဲ့ဘဝတစ်လျှောက်လုံးမှာငွေကြေးနဲ့ပတ်သက်ရင်အလိုအလျောက်ထွက်ပေါ်လာမဲ့တွေးခေါ်လှုပ်ဆောင်ပုံတွေဖြစ်လာကြပါတယ်ကျွန်တော်ထပ်ဆောင်းပြီးပြောပြရမယ်ဆိုရင်တော့ခမားငယ်ငယ်ကလေးကနေတွေးခဲ့တယ်မြင်ခဲ့တယ်ကြားခဲ့တယ်ဆိုတဲ့အကြမ်းအမြင်အတွေ့အကြုံတွေအဖြစ်အပျက်တွေအကြောင်းအရာတွေပေါ်မူတည်ပြီးတော့မှငွေရေးကြေးနဲ့ပတ်သက်လာရင်ခမားရဲ့ဆုံးဖြတ်ချက်တွေပြုမှုလှုပ်ဆောင်ပုံတွေကအဲ့ဒီအတိတ်ကငယ်စဉ်ကအကြောင်းအရာတွေပေါ်မှာအဓိကအခြေခံပြီးတော့မှအလိုအလျောက်ထွက်ပေါ်လာတာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ထပ်ဆောင်းရှင်းပြချင်ပါတယ်ကျွန်တော်ဗီဒီယိုနည်းနည်းရှည်သွားပြီဖြစ်တဲ့အတွက်ကျန်တဲ့အပိုင်းကိုနောက်ဗီဒီယိုမှာဆက်ပြီးဖတ်ပြပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် MAN ပါ